အရန်တော်ပြီးအောင်မြင်နေတဲ့လူတွေတောင်မှပေါ့နော်။ဘာဖြစ်လို့များကိုလိန်ညာနေတဲ့လူတယောက်လိုခံစားနေရတာမျိုးတွေဖြစ်တတ်ကြတာ။ဆိုတော့ဒီနေ့မှာအပြင်ပန်းမှာအောင်မြင်မှုတွေအများကြီးနဲ့ဒါပေမဲ့အတွင်းစိတ်ထဲမှာတော့တန်တရားတွေပြည့်နေတဲ့အဲ့ဒီကြားကတိတ်ဆိတ်နေတဲ့ဗဟေလီကြီးတစ်ခုကိုကျွန်တော်တို့အတူတူအဖြေရှာကြည့်ကြရအောင်။ဒီစကားကတိမှုအကျင့်ကူတုံးခံယူနေတဲ့လူတယောက်ရဲ့ရင်ဖွင့်စကားပါ။ဒီလိုခံစားချက်မျိုးကိုယ့်ရဲ့စူးစမ်းမှုတွေကဘယ်တော့မှမပြည့်စုံဘူးမလုံလောက်ဘူးလို့ထင်နေရတဲ့ခံစားချက်မျိုးကိုကျွန်တော်တို့တဲကတော်တော်များများယဉ်နှီးကြမှာပါဒါကယုံကြည်မှုမဲ့ခြင်းရဲ့အဓိကပြဿနာပေါ့အဲ့ဒီတော့အဓိကမေးခွန်းကဒါပဲယုံကြည်မှုဆိုတာတချို့လူတွေမွေးရပါလာတဲ့အရေးအချင်းမျိုးလားဒါမှမဟုတ်လေ့ကျင့်ပြီးတိဆောက်ယူလို့ရတဲ့ skill တစ်ခုလားအဲ့ဒီအဖြေကိုရှာရင်းနဲ့ကိုတန်တရားဝင်နေတဲ့စိတ်တွေကိုဘယ်လိုကြော်လွှားမလဲဆိုတဲ့လမ်းစာကိုတွေ့သွားပါလိမ့်မယ်ဟုတ်ပြီယုံကြည်မှုကိုတိဆောက်ချင်တယ်ဆိုရင်အရင်ဆုံးအဲ့ဒီဗဟေလိကိုအပိုင်းလေးတွေခွဲကြည့်ဖို့လိုတယ်ယုံကြည်မှုဆိုတာတကယ်တော့ဘာလဲပြီးတော့လူတွေအထင်မှားနေတတ်တဲ့အရာတွေကဘာတွေလဲဆိုတာကိုတေးသေးချာချာနားလည်သွားတာနဲ့အဲ့ဒါခင်ဗျားရဲ့ပထမဆုံးခြေလှမ်းပဲယုံကြည်မှုရဲ့တော့ချက်ကိုဖွင့်ဖို့ဆိုရင်ကျွန်တော်တို့မကြာခဏရောထွေးပြီးသုံးနေကြအဓိကအယူအဆ၃ခုကိုတေးသေးချာချာခွဲခြမ်းစိတ်ဖြာဖို့လိုတယ်အဲ့ဒါတွေကတော့ self esteem လို့ခေါ်တဲ့ကိုတန်ဖိုးထားမှု self confidence လို့ခေါ်တဲ့ကိုယုံကြည်မှုပြီးတော့ self efficacy ဆိုတဲ့ကိုစွမ်းဆောင်ရည်ကိုယုံကြည်မှုပဲဒီ၃ခုကိုရှင်းရှင်းလင်းလင်းခွဲခြားပြီးသိမြင်သွားတာနဲ့အရာအလုံးပြောင်းလဲသွားပါလိမ့်မယ်ကဲဒီအသုံးနှုန်း၃ခုရဲ့အတိတ်ဘယ်ကိုတစ်ခုချင်းစီရှင်းရှင်းလင်းလင်းခွဲခြားကြည့်ရအောင်သူတို့ကြားကကွာခြားချက်ကိုတေးသေးချာချာနားလည်သွားပြီဆိုတာနဲ့တကယ်ယုံကြည်မှုကိုဘယ်နေရာမှာအဓိကထားပြီးတိဆောက်ရမလဲဆိုတာထင်ထင်ရှားရှားကြီးမြင်လာလိမ့်မယ်ပထမဆုံးတစ်ခုကကိုတန်ဖိုးထားမှု self esteem ပေါ့ဒါကအခြေခံအုတ်မြစ်ကြီးတစ်ခုလိုပဲကိုဘယ်လောက်လေးစားသလဲကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ဘယ်လိုသတ်မှတ်ထားသလဲဆိုတာနဲ့ဆိုင်တယ်များသောအားဖြင့်တော့ဒါကအချိန်ကြာလာတာနဲ့အမျှတော်တော်လေးတည်ငြိမ်လာတတ်ပါတယ်နောက်တစ်ခုက self confidence ကိုယုံကြည်မှုပေါ့ဒါကတော့နည်းနည်းပိုကျယ်ပြန့်တယ် self esteem လိုမျိုးအမြဲတမ်းတည်ငြိမ်မနေဘူးအချိန်တွေမျိုးမှာကိုယ့်ရဲ့အရေးအချင်းကိုယုံကြည်စိတ်ချနိုင်မှုနဲ့ပို့ပြီးတော့သက်ဆိုင်တယ်ဒါပေမဲ့ဒါကလည်းအတိအကျဆုံးတော့မဟုတ်သေးဘူးနောက်ဆုံးတစ်ခု self efficacy ကိုယ်စွမ်းဆောင်ရည်ကိုယုံကြည်မှုဒါကတော့အတိအကျဆုံးနဲ့လက်တွေ့အကျဆုံးအယူအဆပဲဒါကကိုယ့်ရဲ့အလုံးစုံတန်ဖိုးနဲ့မဆိုင်တော့ဘူးတိကျတဲ့စိန်ခေါ်မှုတစ်ခုဥပမာ presentation တစ်ခုကိုကောင်းအောင်ပြောနိုင်တယ် project တစ်ခုကိုအောင်မြင်လုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုမျိုးနဲ့ပဲသက်ဆိုင်တယ်ဟုတ်ပြီဒီ၃ခုကိုရှင်းကြည့်လိုက်တော့ကွာခြားချက်တွေကပိုပြီးတော့ရှင်းသွားပြီနော် self esteem ဆိုတဲ့ကိုယ်တန်ဖိုးကတော်တော်လေးတည်ငြိမ်တယ် self confidence ကတော့အခြေအနေအပေါ်မှာမူတည်ပြီးအတက်အကျရှိတယ်ဒါပေမဲ့အရေးကြီးတာကဒီမှာ self efficacy ကိုယ်စွမ်းဆောင်ရည်ကိုယုံကြည်မှုကြတော့အပြောင်းအလဲအဖြစ်နိုင်ဆုံးပဲအဲ့ဒါဘာကိုပြနေရလဲဆိုတော့ဒါကကျွန်တော်တို့လက်တွေ့လေ့ကျင့်လို့ရတယ်တိဆောက်လို့ရတယ်ဆိုတဲ့အချက်ပဲ self efficacy ကအလွယ်တကူအပြောင်းလဲနိုင်ဆုံးအတိဆောက်နိုင်ဆုံးဖြစ်နေတဲ့အတွက်ဒါဘလို့ဖြစ်ပေါ်လာလဲဆိုတာကိုနားလည်သွားရင်ယုံကြည်မှုတိဆောက်ရေးလျှို့ဝှက်ချက်ကိုသိသွားသလိုပဲဒီနေရာမှာပဲတိုးတက်မှုရဲ့စိတ်ပညာပါလာပြီဒီအချက်ကတကယ်ကိုအရေးအကြီးဆုံးပဲကျွန်တော်တို့အများစုကတခုခုလုပ်ဖို့အတွက် motivation လို့ခေါ်တဲ့စိတ်အားထက်သန်မှုရလာတာကိုစောင့်တတ်ကြဒါပေမဲ့အမှန်တရားပြောင်းပြန်ဤဗျလှုပ်ဆောင်ချက်ကသာစိတ်အားထက်သန်မှုကိုမွေးဖွားပေးတာအလုပ်ကိုနည်းနည်းလေးစလုပ်လိုက်တာနဲ့မီးဘွားစပြီးတော့တောက်လောင်လာတာပဲဒီအယူအဆကဘလို့အလုပ်လုပ်တလဲဆိုတော့တေးသေးမွားမွားလှုပ်ဆောင်ချက်လေးတစ်ခုကစွမ်းဆောင်ရည်ကိုတိဆောက်ပေးတယ်အဲ့ဒီကနေရလာတဲ့ယုံကြည်မှုကနောက်ထပ်နည်းနည်းပိုကြီးတဲ့လှုပ်ဆောင်ချက်ကိုလှုပ်ဆောင်ဖို့တွန်းအားပေးတယ်ဒီလိုနဲ့အားကောင်းတဲ့အပေါင်းလက္ခဏာဆောင်တဲ့တန်တရားတစ်ခုဖြစ်လာတော့တာပဲစိတ်ပညာရှင် Albert Bandura ကဒီတန်တရားကိုအားဖြည့်ပေးတဲ့ရင်းမြစ်၄ခုကိုဖော်ထုတ်ခဲ့တယ်တခြားလူတွေအောင်မြင်တာကိုကြည်တာအားပေးစကားတွေကြားရတာတွေကအထောက်အကူဖြစ်နိုင်ပေမဲ့အစွမ်းအထက်ဆုံးကတော့နံပါတ်1ကျွမ်းကျင်မှုအတွေ့အကြုံပဲဆိုလိုတာကကိုယ်တိုင်တာဝန်တစ်ခုကိုအောင်မြင်အောင်ပြီးမြောက်လိုက်တဲ့ခံစားချက်ထက်ဘယ်အရာကမှယုံကြည်မှုကိုပို့ပြီးတော့တိဆောက်မပေးနိုင်ဘူး။ Okay အခုဘာကြောင့်ဆိုတာနဲ့ဘလို့ဆိုတဲ့အပိုင်းကိုကူးကြည့်အောင်ယုံကြည်မှုကိုတိဆောက်ဖို့အတွက်လက်တွေ့ကျပြီးတက်တဲ့အထောက်ထားခိုင်လုံတဲ့နည်းလမ်းတွေလေ့လာကြည့်မယ်ဒါကတော့ CBT လို့ခေါ်တဲ့သိမှုအမှုအကျင့်ကူတုံးကလာတဲ့သိစွမ်းထက်တဲ့နည်းစနစ်တစ်ခုပဲကိုယ့်ကိုအပြစ်တင်တဲ့အတွေးတွေဝင်လာတဲ့အခါအဲ့ဒါတွေကိုအမှန်တရားတစ်ခုလို့လက်ခံမဲ့အစားသိပ္ပံပညာရှင်တယောက်လိုစမ်းသပ်ပြီးမေးခွန်းထုတ်ကြည့်တာပေါ့ငါကြာရှုံးမှာပဲဆိုတဲ့အတွေးကိုတကယ်ကြာရှုံးမယ်ဆိုတဲ့သက်သေဘာရှိလို့လဲဆိုပြီးတော့ပြန်မေးခွန်းထုတ်ကြည့်တာမျိုးဒီနည်းလမ်းကတော့ကြောက်ရွံ့မှုတွေကိုစကားနဲ့တင်မဟုတ်ပဲလက်တွေ့လုပ်ရတဲ့စိန်ခေါ်တာ
သေးငယ်ပြီးထိန်းချုပ်လို့ရတဲ့လှုပ်ဆောင်ချက်လေးတွေကနေတဆင့်ကိုယ်စိတ်ထဲကကြောက်နေတဲ့ဒီအရာတွေကထင်သလောက်ကြောက်စရာမကောင်းပါလားဆိုတာကိုယ်တိုင်ကိုယ်ကျသက်သေပြလိုက်တာပဲရုပ်ပိုင်းဆိုင်ရာအခြေအနေကစိတ်ပိုင်းဆိုင်ရာအခြေအနေကိုအကြီးအကျယ်တက်ရောက်မှုရှိတယ်ဆိုတာကိုလည်းမမေ့သင့်ဒီလိုနေ့စဉ်အလေးအကျင့်လေးတွေကယုံကြည်မှုရှင်သန်ကြီးထွားဖို့အတွက်လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်ကိုခိုင်ခိုင်မာမာတိဆောက်ပေးတယ်ပြီးတော့အားလုံးကိုပြန်ချုပ်လိုက်မယ်ဆိုရင်အရေးအကြီးဆုံးနဲ့အမှတ်ရစရာအကောင်းဆုံးအချက်ကဘာဖြစ်မလဲယုံကြည်မှုခရီးကိုစဖို့အတွက်ကိုယ့်ရဲ့ပထမဆုံးအသေးစားအောင်မြင်မှုကိုဘယ်လိုဖန်တီးမလဲဆိုတာကြည့်အောင်ဒီလေ့လာမှုတစ်ခုလုံးရဲ့အဓိကအနှစ်ချုပ်ကိုထပ်ပြီးအလေးပေးခြင်းတယ်ယုံကြည်မှုဆိုတာတစ်ခုခုမလုပ်ခင်ကြိုတင်လိုအပ်တဲ့အရာမဟုတ်ဘူးဒါကလှုပ်ဆောင်မှုရဲ့ရလဒ်တစ်ခုပဲဖြစ်တယ် by product တစ်ခုပဲကြီးကြီးမားမားပြောင်းလဲဖို့မလိုဒီနေ့မှာမနေ့ကထက်100%လောက်လေးပိုကောင်းအောင်လုပ်ဖို့ပဲလိုတယ်ဒီလိုသေးငယ်ပေမဲ့ဒီဇိုင်းမမတ်လှုပ်ဆောင်တဲ့တိုးတက်မှုတွေရဲ့စွမ်းအားကိုဘယ်တော့မှရှော့မတွက်ပါနဲ့တနေ့ကို100%အစမှာတော့ဒါလေးကဘာမှမဟုတ်သလိုပဲဒါပေမဲ့အဲ့ဒီသေးသေးလေးတွေစုသွားတဲ့အခါဘာဖြစ်သွားလဲတစ်နှစ်တိတိပြည့်တဲ့အချိန်မှာအရင်ကထက်38ဆပိုကောင်းလာတာ38ဆတော့နော်ဒါကသေးငယ်တဲ့အောင်မြင်မှုတွေမဝေးကွာတဲ့မယုံနိုင်လောက်စရာစွမ်းအားအကြီးကြီးပဲဒါကြောင့်မို့လို့ဒီလေးလာမှုကိုဒီမေးခွန်းလေးနဲ့အဆုံးသတ်ပေးရစီယုံကြည်မှုတည်ဆောက်ဖို့အတွက်ဒီနေ့မှာလှုပ်ဆောင်မဲ့သေးငယ်လွန်းလို့မအောင်မြင်မှာတော့မစိုးရိမ်ရတဲ့လှုပ်ဆောင်ချက်လေးတစ်ခုကဘာလဲ